Okay ဒါ2ရက်2လပိုင်း2026အတွက်ကျွန်တော်စောစောလေးရှာပြီးတင်ပေးလိုက်တာเนาะbreak line လေးလည်းပါမယ်အပိတ် line လေးလည်းပါမယ်နောက်ကျရင်ထိတ်တွေလည်းရရင်ရဆိုကျွန်တော်ထပ်တင်ပေးမယ်ခုပထမဆုံးကျွန်တော်တင်ပေးတာပြရှင်တာဒီကွင်လေးပေါ့နော်9ပေါင်း3ညပါပါ9ဆိုရင်ဒီမှာတေးပေးဆိုဒီနှလုံးပေါင်းချင်6ပါပါတေး3ပိတ်လာမယ်နော်4တေးပေါင်း5ပါပါ3ည okay ဒါ3ညရေ8ရပေါင်း8ပါပါ3လာမယ်ဒီနှလုံးပေါင်းချင်ခွင်ဆိုတော့3ရအောင်6ပေါင်းမယ်အဲ့တော့6ပိတ်ရှိမယ်ဆိုတော့ဒါလေးက break line လေးပေါ့နော်ဒီမှာ9ပါပါ4 break 2ပါပါခွင် break 1ပါပါ6 break 5ပါပါ3ည break ဆိုပြီးရှိမယ်အဲ့ဒီတော့ကျွန်တော်ဒါ3ည break ရှိမယ်6ပိတ်ရှိမယ်နောက်တစ်ခုရှိရပါရှိမလဲဆိုတော့3 2 1 3ညဖြစ်ရမယ်အဲ့ဒီတော့ကျွန်တော်ဒီမှာ2လေးတစ်လုံးကတ်လိုက်တယ်အဲ့တော့2ပိတ်ရှိမယ်ဒါလေးကိုကျွန်တော်တွက်ချက်ပြီးတော့ဒါထိုးရမယ်ကနေလေးထုတ်ပေးရတာပါနော်96ခွင်6 46ခွင်2 9 2ဆိုပြီးတော့ကျွန်တော်ထိုးရမယ်ကနေလေးထုတ်ပေးထားတယ်အဲ့ဒီမှာကျွန်တော်နောက်ထပ်တစ်ခုရှိရတာဗုဒ္ဓဟူးမကျော်ပတ်တီးပေါ့နော်ဗုဒ္ဓဟူးမကျော်ပတ်တီးခွင်4လုံးစလုံးလဲလာရင်လာမယ်ဒါမှမဟုတ်ရင်တစ်ခုတည်းကိုရွေးပြီးတော့မှလဲလာရင်လာမယ်ဒါဗုဒ္ဓဟူးမကျော်ပတ်တီးပေါ့ဗုဒ္ဓဟူးမကျော်မွေးကနန်း3ခွက်ကကျွန်တော်လိုချင်တော့ဒီ Viber ဖုန်းနံပါတ်896339 929စာပို့ပြီးတော့ free လာယူလို့ရတယ်ဒါမွေးကနန်း3ခွက်ပေါ့နော်